ဒီကောမလီကတော့စိတ်မကောင်းစရာပဲဗျာနော်အဲ့တော့ဒီဆေးနီးကကျွန်တော်တင်ထားပြီးသားဖြစ်တယ်နောက်ထပ်တင်ပေးမယ်နော်တေချာအာယုံစိုက်ပြီးနားထောင်ပြီးဗျာနော်ဆရာရေးတဲ့ပစောင်းကစားဆေး9ချိန်သွင်းပြီးပါပြီတဲ့တစ်ချိန်ပဲကြံတော့တယ်အခုအတွင်းကဖြစ်လိုက်အပြင်ကဖြစ်လိုက်ပါရောင်ပြီးနော်ပြီပေါက်လိုက်နဲ့ဘယ်လိုလုပ်ရမလဲဆရာတဲ့အခုဆရာငွေလဲဒါမရှိတော့ဘူးပေါ့ဗျာနော်အဲ့တော့ဒီအာဂရင်းနဲ့ပစောင်းကင်ဆာဆိုတာကတော့အပူနာပေါ့အပူယောဂါပဲဗျာနော်အဓိကပြဿနာကတော့ဝင်းချုပ်တဲ့ပြဿနာပေါ့နော်အဲ့လိုဝင်းချုပ်ပြီးဝင်းကြက်ကြက်ချုပ်လာပြီဆိုလို့ရှိရင်အပူတွေကအောက်ဘက်ကိုမလှဲ့တော့ဘူးဆိုလို့ရှိရင်အပေါ်မှာကန်တာပေါ့အဲ့တော့ဘယ်ယောဂမဆိုပေါ့ကြာလာရင်အမြင့်တွေ့လာတယ်အမြင့်တွေ့လာတဲ့ခါကျရင်ဒါကင်ဆာလို့သတ်မှတ်တာပဲနော်အဲ့တော့ကိုဒီအာဂရင်းနဲ့ပစောင်းကင်ဆာဆေးကကျွန်တော်အရင်တော့ပါဗောနော်ပြီးရတဲ့အခောက်တွေတုန်းကတော့မျိုးသမီးဆေးပေါ်ပြီးဝိုင်းထုတ်တယ်ဒီတစ်ခါတော့ရှားဆောင်လက်ပတ်အခက်ခဲဖြစ်လို့အဲ့ဆေးကိုမထုတ်ပြဘူးအဲ့ဆေးနီးကိုကျွန်တော်တင်ပေးထားတယ်အခုလည်းထပ်ပြောပြပေးမယ်ကျွန်တော်နံပါတ်1ရှားမှာကရှားဆောင်လက်ပတ်အနှစ်30သားပြီးလို့ရှိရင်မုတ်လုတ်ထညက်အမဲပေါ့30သားပြီးမကြီးသီးအမှက်အစီလွတ်20သားမကြီးသီးအစစ်လွတ်ကိုနှုတ်ဆင်းရမယ်ရှားဆောင်လက်ပတ်အနှစ်ကိုအတွင်းထဲကဂျယ်ရီပဲအနှစ်30သားကိုချစ်ယူရမယ်ပြီးမုတ်လုတ်ထညက်30သားကိုကြိုပြီးတော့တလဲမပါအောင်စကားစစ်ပြီးတန်တန်လေးဖြစ်အောင်ယူရမယ်အဲ့ဒီ3မျိုးကိုကျွန်တော်မြေအိုးနဲ့ကြိုရင်ပိုကောင်းတယ်အဲ့ဒါကိုထည့်ကြိုမယ်မတူးမချစ်အောင်ကြိုမယ်စားတို့တကြားတို့ဘာမှထည့်လို့မရမတူးမချစ်အောင်မကတ်အောင်ကျွန်တော်ကြိုမယ်ဘယ်အစီအရောက်အောင်ကြိုမလဲဆိုတော့ညောင်စည်းကြောက်အောင်ကြိုရမယ်မကြီးသီးကိုတော့နှုတ်ဆင်းရမယ်နော်ကျွန်တော်တို့အမဲသားကီမာလူမျိုးပေါ့ဗျာစိတ်သားကီမာလူမျိုးကီမာဖြစ်တဲ့ပုံစံမျိုးနှုတ်ဆင်းပြီးထည့်ကြိုရမှာဖြစ်ပါတယ်ဒါမှကြိုပြီးမကြီးသီးအဖက်တွေမတွေ့မှာအဲ့ဒါမှမျိုးချလို့ရမှာနောက်ဆိုရင်မျိုးလို့မရအောင်ရှားဆောင်လက်ပတ်ကိုလည်းအထဲထဲအနှစ်ကိုချစ်ပြီးတော့ကြိတ်ချေပလိုက်ပေါ့နော်ကြည်တော့အောင်အဲ့လိုမျိုးနဲ့ကျွန်တော်မတူးမချစ်အောင်ကြိုပြီးညောင်စည်းကြောက်အောင်ကြိုပြီးတော့ဇွန်းခင်းနဲ့တွဲစားလို့ရတဲ့ဇွန်းမျိုးနဲ့မနဲ့အိယာထထချင်းမှာတဇွန်းစားမယ်ညအိတ်တော့မယ်ဆိုတဲ့အချိန်မှာတဇွန်းစားမယ်အဲ့ဒါဆိုလို့ရှိရင်ဒီကောင်တော်ကဝင်းမှန်ပြီးတော့ဒီအပူကင်းလာရင်အထိုက်လျောက်တတ်တာလာမှာဖြစ်ပါတယ်နောက်တစ်ခုကဒီအပူပေါ့ဗျာနော်ပြည်ဘူးပေါက်တယ်အနာပေါက်တယ်ဆိုရင်ဒီအာဃာအဲ့ပါဇက်ကိုဖျဲပြီးတော့ကြောက်ချင်ကိုအတုံးဝယ်မယ်အမှုတ်ကိုယ်တိုင်လုပ်မယ်ညက်နေအောင်လုပ်မယ်ပေါင်နာမှုတ်ဖြစ်အောင်လုပ်မယ်လုပ်ပြီးအဲ့အမှုတ်ရလာတဲ့အမှုတ်ကိုဟိုပြည်ဘူးပေါက်တယ်အနာပေါက်တဲ့နေရာကိုဓာတ်ရိုက်တိတ်ပြီးရတိတ်ပြီးပါဇက်ကိုဟတာမျိုးမချမိအောင်ဂယုစိုက်ပြီးအဲ့ဒါဆိုအနာမြင်မြန်ကြက်မယ်အဆင်ပြေပါစေ